beauty pageant လောကမှာသဲစုငိန်ကအယွန်ဆုံးအလှမဲ့ဖြစ်ကြောင်းပြောလာတဲ့သတင်းနောက်ပေါ်မှာအခုလိုမျိုးတုံ့ပြန်လာခဲ့တဲ့သဲစုငိန်ကတော့အလှမဲ့လောကထဲစတင်ဝင်ရောက်လာခြင်းတွေကပရိသတ်တွေအားပေးမှုတခဲနဲ့ရရှိခဲ့သလိုဝေဖန်မှုတွေလည်းအများကြီးရရှိခဲ့တဲ့သူဖြစ်ပါတယ်။ထိတ်တန်းမင်းသမီးတွေနေတူဇာတ်ကားတွေအများကြီးရိုက်လာရပြီးရုံတင်ပြသမဲ့ဇာတ်ကားတွေလည်းရှိလာခဲ့တာပါ။ဒီလိုအောင်မြင်လာတဲ့ချိန်မှာတော့သဲစုငိန်ကအင်တာဗျူးတွေကိုတောက်လျှောက်ဖြေဆိုလာခဲ့ရပါတယ်။ဒါကြောင့်အင်တာဗျူးဖြေတာနဲ့ပတ်သက်ပြီးတော့ပရိသတ်တွေရဲ့ဝေဖန်မှုတွေရှိခဲ့သလိုမီဒီယာတွေရဲ့ဓာတ်ရိုက်ဝေဖန်တိုက်ခိုက်မှုတွေကိုလည်းကြုံလာရတာဖြစ်ပါတယ်။သဲစုငိန်ကိုအင်တာဗျူးတွေကိုယ်တိုင်ခဏခဏမေးနေပြီးတော့ရှေ့မှာတော့တဲတဲလေးလို့ခေါ်ကစိုးချိုပြနေပေမဲ့နောက်ွယ်မှာတော့အယွန်ဆုံးအလှမယ်ဖြစ်သတ်မှတ်ပြောလာတဲ့သတင်းနောက်တစ်ယောက်ကိုကြုံတွေ့ခဲ့ရတာပဲဖြစ်ပါတယ်။အဆိုပါသတင်းနောက်ကဆယ်လီကဘာမီဒီယာကြီးကသတင်းနောက်တစ်ယောက်ဖြစ်ပြီးသဲစုငိန်ရဲ့အင်တာဗျူးတွေမှာတိုင်ငံမေးရတဲ့သတင်းတောက်သဲစုလိုင်ဆိုတဲ့သူဖြစ်ပါတယ်။သတင်းနောက်သဲစုလိုင်ကသဲစုငိန်ကိုရှေ့မှာတော့ဇွတ်ချိုပြနေပေမဲ့နောက်ွယ်မှာတော့အယွန်ဆုံးအလှမယ်ဆိုပြီးတော့ပြောလာခဲ့တာပါ။သတင်းနောက်သဲစုလိုင်နဲ့သူ့ရဲ့တငယ်ချင်းဖွဲ့ကကြိုက်ရမိတဲ့ဂိမ်းတစ်ခုကိုဆော့ခဲ့ကြပြီးဗီဒီယိုမှတ်တမ်းတင်ရိုက်ကူခဲ့ပါတယ်။အဆိုပါဗီဒီယိုကိုအွန်လိုင်းပေါ်မှာတင်ခဲ့တာကြောင့်သဲစုငိန်ကိုအယွန်ဆုံးအလှမယ်လို့ပြောထားတာကလူများကြားမှာပြန့်နှံ့သွားခဲ့တာပါတကယ်တော့သတင်းတောက်သဲစုလိုင်ကသဲစုငိန်ကိုအယွန်ဆုံးအလှမယ်လို့တော့ဓာတ်ရိုက်မပြောဆိုခဲ့ပါဘူး။ Miss Grand မြန်မာ2024ကနာမည်3လုံးနဲ့တောက်ကြသမီးဆိုပြီးတော့စကားဝတ်နဲ့ပြောခဲ့တာဖြစ်ပါတယ်။သတင်းနောက်သဲစုလိုင်တို့ကစားတဲ့ဂိမ်းရဲ့စီမင်းရမိခုနှစ်ကိုမဲလေးလိုက်ပြီးတော့ random မိတဲ့အခါမဖြေဘဲနေမယ်ဆိုရင်တမ်းမြသီးစားမှာမို့လို့မိခုကိုကြောသွားလို့မရဘဲနဲ့အယွန်ဆုံးအမုန်းဆုံးအလှမယ်ဆိုတဲ့မိခုကိုစကားဝတ်နဲ့ဖြေဆိုခဲ့တာဖြစ်ပါတယ်။သတင်းနောက်သဲစုလိုင်အနေနဲ့ဘလို့စကားဝတ်နဲ့ပဲဖြေသူပြောသွားတဲ့ MGM 2024နာမည်3လုံးနဲ့တောက်ကြသမီးအလှမယ်ကသဲစုငိန်တယောက်ထဲသာရှိရမို့လို့နာမည်တဲတော့မပြောပေမဲ့ဘသူ့ကိုပြောတာလဲဆိုတာကလူတိုင်းသဘောပေါက်သွားခဲ့ကြပါတယ်။ဒါကြောင့်မလို့ဆယ်လီကဘာကသတင်းနောက်သဲစုလိုင်ကိုသဲစုငိန်ရဲ့ပရိသတ်တွေကစွန်ကြီးဝိုင်းလောင်းခဲ့ကြတာပဲဖြစ်ပါတယ်။သဲစုငိန်ရဲ့ပရိသတ်မဟုတ်တဲ့သူတွေကတော့မှဒီကိစ္စကသဲစုငိန်ပေါ်မှာအသက်မရှိသလိုဖြစ်နေတာကြောင့်သတင်းနောက်သဲစုလိုင်လွန်ကြောင်းကိုထောက်ခံပြောဆိုလာကြပါတယ်။တကယ်ဆိုရင်သဲစုလိုင်အနေနဲ့ဆယ်လီကဘာလိုမီဒီယာကြီးတစ်ခုကသတင်းနောက်တစ်ယောက်အနေနဲ့မီဒီယာကျင်းဝတ်သတင်းနောက်ကျင်းဝတ်ကိုထိန်းသိမ်းတဲ့အနေနဲ့ဒီမေကွန်းကိုထုတ်ဖော်ဖြေဆိုဖို့မလိုအပ်ပါဘူး။ဒီလိုအသက်မရှိတဲ့မေကွန်းမျိုးဆိုရင်ဂိမ်းထဲမှာတော့ထဲမမေးတင်တာဖြစ်ပြီးတကယ်လို့ထဲမေးရင်တော့မှကြော်သွားတင်တာပါ။ဒါပြင်သဲစုလိုင်အနေနဲ့သဲစုငိန်ကိုကြိတ်မုံနေတော့မှအင်တာဗျူးတွေမှာတဲတဲလေးဆိုပြီးတော့ချိုးမပြခဲ့ပဲအပေါ်ရန်ဟန်ဆောင်မှုတွေမရှိဘဲနဲ့နေတင်ခဲ့တာပါ။ဒါမဲ့သဲစုလိုင်ကတော့ဟန်ဆောင်ပန်းဆောင်လှုပ်ချိုလှုပ်ပြခဲ့တာကြောင့်သဲစုငိန်အနေနဲ့လှုပ်ချိုတွေအပေါ်ရန်ကောင်းသူတွေနဲ့ကင်းလို့ကြောင်းတုံ့ပြန်စာရေးတင်လာခဲ့ပါတယ်။သဲစုငိန်ကဘလို့တိုက်ခိုက်မှုတွေပဲကြုံမတုံ့ပြန်မဲနဲ့အေးဆေးနေတဲ့သူမို့လို့အခုလိုမျိုးဓာတ်ရိုက်ပြောဆိုတဲ့ case မှာတော့အေးချမ်းချမ်းနဲ့တာ post တင်ပြီးတော့တုံ့ပြန်လာခဲ့တာပါ။သဲစုငိန်နေနဲ့အခုလိုတိုက်ခိုက်ခံရတာက MGI 2024ပွဲပြီးကတည်းကဖြစ်တာကြောင့်နေတဲ့နေပြီဖြစ်ကြောင်းတောင်ပြောလာခဲ့တာဖြစ်ပါတယ်။အရင် case တွေတုန်းကဆိုရင်မိဘတွေစီကိုခေါင်းတုံးကိုရင်းနဲ့ပူလောင်ဝမ်းနေနေကြရပေမဲ့အခုချိန်မှာတော့အပူတွေဆိုတာကမယူရင်ရပြီမို့လို့ဘယ်အပူကိုမှမယူတော့ကြောင်းလည်းပြောလာခဲ့တာပါ။ဒါမဲ့သူရှိမှာတော့ဇွတ်ချိုလှုပ်ချိုလှုပ်ပြနေခဲ့တဲ့သတင်းနောက်သဲစုလိုင်လိုမျိုးတွေနဲ့အပေါ်ရန်သမားတွေကိုတော့မတွေ့လို့တော့ကြောင်းကင်းရှင်းနေလို့ကြောင်းပွပွလင်းလေးနဲ့ပြောလာခဲ့တာဖြစ်ပါတယ်။ဒါမဲ့ဆရာထူးကတော့သူ့ရဲ့သမီးတော်ကိုတိုက်ခိုက်တဲ့မီဒီယာသတင်းနောက်တွေကိုလမ်းမတွေ့ရင်တော့မှဖျက်မရှောင်မိစေဖို့တတိပေးလာခဲ့ပါတယ်။ဆရာထူးနေတူသဲစုငိန်ရဲ့ပရိသတ်တွေကလည်းသတင်းနောက်သဲစုလိုင်ကိုခွင့်မလွတ်ဘဲနဲ့တရားစွဲနေစေခြင်းကြတာပါ။ဒီလိုပြဿနာတွေကြီးနေတာတော့သတင်းနောက်သဲစုလိုင်ဘက်ကအသေးချာမတောင်းပန်တာကြောင့်လည်းဒေါသပို့ပြီးတော့ထွက်နေကြပါတယ်။သဲစုလိုင်က post တင်ပြီးတော့တိကိုင်းနေတာသွားတဲ့သက်ဆိုင်သူတွေကိုတောင်းပန်ပါတယ်လို့ပြောခဲ့ပေမဲ့ပရိသတ်ကတော့မကျေနပ်နိုင်ပါဘူး။အခုချိန်မှာသတင်းနောက်သဲစုလိုင်ကသူ့မားကိုတာဝန်ယူတဲ့အနေနဲ့ရောဆယ်လီကဘာမီဒီယာရဲ့ image ကိုမထိခိုက်စေလိုတဲ့အတွက်ရောသတင်းနောက်အလောက်ကနေပြီးတော့နှုတ်ထွက်လိုက်ပြီးဆိုပေမဲ့အကြီးတန်းလုံးနဲ့သူ့ရဲ့လောက်ရက်ကိုတော့မပြောက်ပြတ်နိုင်ခဲ့ပါဘူး။ထိခိုက်စော်ကားတော့ကဗီဒီယိုနဲ့ public မှာစော်ကားခဲ့တာမို့လို့သဲစုငိန်ကိုသဲစုလိုင်တို့တငယ်ချင်းတစ်ဖွဲ့လုံးကဗီဒီယိုရိုက်ပြီးတော့တောင်းပန်စေချင်ကြတာဖြစ်ပါတယ်။ဒါမှသာဒီကိစ္စကိုကြည်အေးပေးနိုင်မယ်ဖြစ်ကြောင်းဆယ်လီကဘာရုံးချုပ်ကိုဆက်သွယ်အကြောင်းကြားလာကြတာပါ။မီဒီယာဆိုတာအသင့်နားလဲမှာမီဒီယာကျုံးဝန်းနဲ့ညီမဖြစ်ကြောင်းလဲသဲစုလိုင်တို့သိအောင်လို့ပရိသတ်ဘက်ကတတိပေးပြောဆိုနေကြတာပါသဲစုငိန်ဘက်ကဘာမှမတုံ့ပြန်ပေမဲ့ပရိသတ်ကမကြည်အေးတာကြောင့်ဒီပြဿနာကထင်ထားတာထက်ပိုပြီးတော့ကြီးမားလာခဲ့ပါတယ်သဲစုငိန်ကတော့တွေးချိုလှုပ်ချိုရှေ့ချိုချိုအမျိုးမျိုးကိုကြုံတွေ့နေရတာကိုစိတ်ပြတ်နေခဲ့ပါပြီ။ထူးထူးခြားခြားတုံ့ပြန်တာမျိုးမရှိပေမဲ့သူမကိုယွန်းနေဆိုတဲ့သတင်းတော်ကိုပညာသားပါတုံ့ပြန်ပြီးလူပေါင်းတိုးမဝင်တဲ့လူတစ်ယောက်ဖြစ်နေသတ်မှတ်ကြောင်းကြေညာလိုက်တာပဲဖြစ်ပါတယ်။
ကိုရိုင်းကလည်းဘသူကိုမှလှုပ်ချုံမလုပ်ပြတတ်တာကြောင့်သူ့အကြောင်းဘာမှမသိဘဲနဲ့မဝေဖန်ဖို့တိကျနာရှိရင်လည်းလာမေးဖို့အတိပေးပြောဆိုလာတာပဲဖြစ်ပါတယ်။ကြည့်ရှုနေကြတဲ့ပရိသတ်တို့အနေနဲ့ရောတဲဆုငိန်ကိုရှုံးနေဆိုပြီးတော့ပြောလာတဲ့သတင်းနောက်တဲဆုလိုင်းနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးထင်မြင်မိလဲဆိုတာကွန်မန့်မှာပြောပြပေးခဲ့ကြပါဦးနော်။